ကျွန်တော်တို့မှာလွဲချော်ခွင့်ကြရှုံးခွင့်ရှိပါတယ်ဒါပေမဲ့အစကတည်းကအကောင်းဆုံးလုပ်ထားဖို့တော့လိုပါတယ်လူမှုအကျင့်ပိုင်းဆိုင်ရာသိပ္ပံဆိုင်ရာသိပ္ပံပညာရှင်တဦးကထောင်နဲ့ချီတဲ့ပေစဉ်စားရွယ်လူတွေကိုမေးခဲ့ပါတယ်အကယ်၍အချိန်တွေကိုနောက်ပြန်သွားလို့ရမယ်ဆိုရင်မတူကွဲပြားတဲ့ဘယ်အရာတွေကိုလုပ်ရှင်လဲတဲ့အများဆုံးဖြေကြတာကတော့ကိုယ့်ဘဝကိုတေချာထိမ့်သိမ့်ပြီးပန်းတိုင်ဆိုတာကိုဒီချက်စောပြီးတော့တွားကျင်တယ်တဲ့ဘာကြောင့်လဲဆိုတော့ဘဝဆိုတာလေ့ကျင့်နေတာမျိုးမဟုတ်ဘဲနဲ့မှန်တကယ်ဖြစ်နေလို့ပဲဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဘဝဆိုတဲ့ဒီတဏှာထဲမှာဘဝဆိုတာစမ်းသပ်ကြည့်လို့ရတဲ့အရာလို့လူတော်များများကထင်နေတာဖြစ်ပါတယ်လူတွေကမပြေစင်မဲ့စင်ပေါ်ကိုတက်ခဲ့ကြတဲ့အတွက်သူတို့ရဲ့ဘဝမှာမဖြစ်တင်တာတွေဖြစ်ခဲ့ကြရတာပဲဖြစ်တယ်အဲ့တော့ဒေကြတာတစ်ခုကတော့ကျွန်တော်တို့မှာလွဲချော်ခွင့်ရှိတယ်ကြချောင်းခွင့်ရှိတယ်ဒါပေမဲ့အစကတည်းကကျွန်တော်အကောင်းဆုံးပြင်ဆင်ထားဖို့တော့လိုအပ်ပါတယ်ဒါကြောင့်အစကတည်းကကျွန်တော်တို့ပြစ္ဆုတ်ပံကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားပါကျွန်တော်တို့မှာတက်တဲ့ချောင်းပဲရှိတယ်ဆိုပေမဲ့ဒေကြစဉ်းစားပြီးအကောင်းဆုံးဖြစ်အောင်လုပ်မယ်ဆိုရင်အခုကတည်းကဒီဘဝတစ်ခုဆိုတာလုံလောက်ပါတယ်ဗျာ